Apple ကထုတ်မယ်ဆိုလို့သူတို့ကလိုက်ထုတ်တာလားတော့မပြောတတ်ဘူးပေါ့နော်သူ့ရဲ့ AI တွေပါတွေကကြတော့ဒီတိကျစာနဲ့ဖြစ်နေဗျအဲ့တော့ကျွန်တော်တို့အဆင်မပြေဘူးအားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော် unboxing လုပ်ဖို့အတွက်ကျွန်တော်ဆိုင်ကနေပြီးတော့မှကျွန်တော်ကိုဖုန်းလေးတစ်ခုနဲ့နိုင်လေးတစ်ခုလာပြီးတော့မှပို့ပေးသွားပါတယ်ဒီမှာ Samsung Galaxy Z Fold 8ဒီမှာတော့ဒါတော့ Galaxy Watch Ultra 2ဖြစ်ပါတယ်ဒါ reviewer တွေဘာတွေကတော့ဖက်ဆော့ဆော့ထဲကဒါသူတို့တွေကတော့ကင်ပြီးသွားပြီပေါ့ဗျာသူတို့တွေသုံးဘူးနေပြီပေါ့နော်ကျွန်တော်တို့ကိုယ့်ပတ်စံကိုပေးဝယ်ရတဲ့သူတွေကတော့ဒီနေ့မှထိုင်းမှာစရောင်းတာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ Samsung Galaxy Z Fold 8နဲ့ Samsung Galaxy Watch Ultra နှစ်ခုကို unboxing လေးလုပ်ပေးပါမယ်ဒီ form factor လေးကလေ Apple ကစထုတ်မယ်ဆိုပြီးတော့မှအစသတင်းကြားထဲကနေပြီးတော့ဒီအရွယ်ဖုန်းလေးကိုအရန်ကင်နေတာပေါ့နော်အဲ့တော့ Apple ကမထုတ်ခင်အရင် Huawei က Pura Ace Plus လားအဲ့ဒီနာမည်နဲ့ဖတ်လိုက်သေးတယ်ပေါ့နော်သူ့ရဲ့အရှိနည်းနည်းဆော့ဆော့လေးမှာဒီ Samsung ရဲ့ form factor နဲ့ဒီလိုမျိုး screen က passport size လေးပေါ့နော်သူကတော့ Samsung ကထွက်လာတာပေါ့ Huawei ကကြတော့သူက global version မထွက်ဘူး China version only ဖြစ်တဲ့အတွက်သူ့ရဲ့ AI တွေပါတွေကကြတော့ဒီတိကျစာနဲ့ဖြစ်နေဗျအဲ့တော့ကျွန်တော်တို့အဆင်မပြေဘူးပြီးတော့ဖုန်းကထူလဲတော်ထူတယ်ဖုန်းလေးကိုမထုတ်ကန်ခင်မှာဘာလေးတွေပါလဲဆိုတော့အရင်ကြည့်မယ်ပေါ့နော်ဒီဘက်မှာတော့ပုံမှန်တိုင်းဒီ user manual လေးပါလိမ့်မယ်ထင်တယ်အသွင်းကျိုးပါတယ် user manual လေးပါတယ်ကက်လိုက် simple ပါတယ်ပေါ့နော်သူက charging ခေါင်းကတော့သူ့ရဲ့တိုင်းနောက်ပိုင်းမပါတော့ဘူးဒါပေမဲ့ showroom ကတော့ကျွန်တော်ဝယ်တော့က45 watt charger တကောင်လက်ဆောင်ပေးတယ်ပေါ့နော်အောက်မှာ channel လိုအဲ့ဒါတော့မပြရတော့ဘူးဒါလေးတွေပါတယ်ပေါ့နော်အဲ့တော့ဖုန်းလေးကိုထုတ်ကန်ပါတော့မယ်ဒါတော့ online exclusive color ပေါ့နော် pistachio ကိုဒီမှာမှစပြီးတော့မှပါတာပေါ့နော်နံပါတ်1ပြောချင်တာကတော့တော်တော်လေးပါသွားတယ်ပြီးတော့တော်တော်လေးပေါ့တယ်200 gram ဆိုတာဗျာတကယ်ကိုဘာမှမဟုတ်တာဗျာတကယ်ကိုပေါ့လေးဖုန်းတစ်လုံး screen ကဒီလိုကြည့်ရဆိုအကြီးပဲဗျာအရမ်းမိုက်တယ်ဒါလေးကိုပါဖွင့်ကြည့်မယ်ရှေ့ရ screen လေးကိုခွာလိုက်မယ် color ကတော်တော်ကိုစိုးတောက်နေတာပေါ့Samsung ဆိုတော့ဒါတွေကဘာမှပြောစရာမလိုတော့ဘူးသူ့ရဲ့ size လေးကဒီလိုမျိုးလေးပေါ့နော်ဒီရွယ်လေးဆိုတော့ပုံမှန်အဖြစ်ကျွန်တော်တို့လက်နက်ဖက်နဲ့စာရဲတက်တဲ့လူတွေအတွက်က keyboard ကပို့ပြီးတော့မှလွတ်လွတ်လပ်လပ်ရှိလာမယ်ပြီးသွားပြီဆိုရင်ကျွန်တော်က Facebook TikTok သုံးတာတဲ့ဆိုင် YouTube အသုံးများတယ်ပေါ့နော် YouTube အသုံးများတယ်ကျွန်တော်အတွက်ကလည်းဒါကတော်တော်လေးနေ့စဉ်ဘဝမှာအဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပြီးတော့မှတော်တော်ဦးလိုချင်တယ်ထိုင်းမှာဒီနေ့9ရက်နေ့မှစရောင်းလို့ပေါ့နော်ကျွန်တော်အခုမှစပြီးတော့မှစမ်းပြီးတော့မှကင်ခွင့်ရတာပေါ့နော် showroom မှာလည်းသွားမကင်ဖြစ်ဘူး first impression ပေါ့အဲ့လိုမျိုးလေးအခုလိုကိုယ်တိုင်ကင်တဲ့ impression လေးလိုချင်လို့ပေါ့နော်အဖွင့်အပိတ်ကကျွန်တော်တို့အရင် Z Fold 7 series ထက်ပို့ပြီးတော့မှကောင်းလာတယ်ပို့ပြီးတော့မှဖွင့်ရတိတိတသားကြီးလွယ်လာတယ်ဒီအလေကဒီကျွန်တော်တို့ခောက်ချိုးရ line လေးอ่ะပေါ့နော်ကျွန်တော်တို့အလင်းအရန်ပြန်တဲ့အခြေအနေမှာမှသိရပြီးတော့မှပုံမှန်သုံးတဲ့အခြေအနေမှာဆိုရင်လုံးဝသတိမထားမိလောက်အောင်ဒီမျက်နှာပြင်ကလုံးဝပြန့်ပြူးပြီးတော့မှညီညာနေတယ်ပေါ့နော်တဖြည်းဖြည်းနဲ့ folding phone တွေကတော်တော်လေးကိုအဆင်ပြေလာပြီလို့ပြောလို့ရတယ်ပြီးတော့ဒီကောင်းရဲ့ battery က 4800 mAh စထည့်ပေးလိုက်ပြီ Z Fold 7 မှာတော့4400 mAh ပဲပါတာတော့မှသူကတော်တော်လေးဟို4400နဲ့မမျှအောင်ခံတယ်လို့ပြောလို့ရတယ်ဒါပေမဲ့လုံလောက်အောင်ခံတယ်လို့ကျွန်တော်မပြောဘူးเนาะအခုဒီကောင်က4800ဖြစ်သွားပြီဆိုတော့ခံတယ်လို့ပြောလို့ရတဲ့အနေထားပေါ့နော်သူ့မှာသုံးထားတဲ့ CPU က Snapdragon 8 Elite Gen 5ပေါ့နော်8 Elite Gen 5ကိုမှ Samsung အတွက်အထူးလုပ်ထားတဲ့ version ပေါ့တကယ်တော့အထူးလုပ်ထားတဲ့ version မဟုတ်ဘူးဗျာ CPU တွေကိုသူတို့လုပ်တဲ့အချိန်မှာအပြည့်အနာစားအနည်းဆုံးဟာတွေကိုခေါင်းအနေနဲ့ Samsung ကဝယ်ထားတယ်ဆိုတဲ့သဘောပေါ့ဗျာအဲ့လိုမျိုးဟာမျိုးဖြစ်သွားတယ်ဘက်ထရီက4800 mAh ပါတယ်ပြောတော့သူကကင်မရာမှာတော့ Ultra ထက်ဆိုင်ရင်နည်းနည်းလေး short ထားတယ်ပေါ့နော်ဘယ်လိုအပိုင်းမှာ short ထားတာလဲဆိုရင်ကျွန်တော်တို့ဒီမှာတော့ Tele Lens ကိုသူတို့ဖြုတ်လိုက်တယ် Ultra မှာဆို Tele Lens ပါတယ် Ultra Wide ပါတယ် main camera ပါတယ်ပေါ့ဒီမှာတော့ Ultra Wide နဲ့ main camera နဲ့ပါတယ်ပေါ့နော် main camera လည်း50 megapixel Ultra Wide ကလည်း50 megapixel ပဲပေါ့နော်ဒီကတော့ studio speaker ဖြစ်မယ်အပေါ်အောက်နှစ်ခုလုံး studio speaker ပေါ့နော်ပေါ်အောက်ပါတယ်အဲ့တော့ studio speaker ဖြစ်မယ်ကင်မရာတွေဘာတွေကတော့အမှန်တိုင်းပြောရင်ကျွန်တော်က zoom ဆွဲပြီးရိုက်တာတွေပဲလုပ်ဖြစ်တာမဟုတ်တော့ကျွန်တော်တို့ tele မပါတာကပြဿနာမဟုတ်ဘူး Ultra Wide ပါတယ် Ultra Wide ကိုလည်းပြီးတော့ 50MP ပါတယ်ဆိုတော့အဲ့ဒါလေးကအဆင်ပြေတယ် selfie camera လည်းတော်တော်လေးကောင်းတယ်ပေါ့နော်ဒါတော့ကျွန်တော်တော်တော်ကြီးကိုဗျာမျော်လင့်နေရဗျာဒီ form factor ကိုသုံးကြည့်ခြင်းနေတာ Apple ကထုတ်မယ်ဆိုလို့သူတို့ကလိုက်ထုတ်တာလားတော့မပြောတတ်ဘူးပေါ့နော်ဒီလိုမျိုး passport size phone ကိုစထုတ်မယ်ဆိုပြီးတော့ကျွန်တော်တို့ပထမဆုံးကြားဘူးတာက Apple ကနေပြီးတော့မှသူ့ရဲ့ဒီ foldable phone ကိုဒီလိုမျိုး passport form factor နဲ့ထုတ်မယ်ဆိုပြီးတော့မှကြားတယ်အဲ့ရဲ့နောက်ပိုင်းမှာ Huawei ရဲ့ဒီ Pura X Ultra လား Plus လားအဲ့ဒီကောင်ဒီကောင်နဲ့အရွယ်အတူတူပဲဒါပေမဲ့ Huawei ကကျတော့ထူတယ်ပြီးတော့ global version မထွက်ဘူး China version only ပဲ Samsung ကတော့ global version ပဲအဲ့ဒါကိုမှ AI ကလည်းဒီ Gemini AI သုံးလို့ရပြီပေါ့နော် Huawei ကတော့ Google နဲ့ရန်ဖြစ်ထားတော့ Gemini AI သုံးလို့မရဘူးပြီးတော့ weight အရန်ကောင်းတယ် Huawei ကတော့ battery ပိုခံကောင်းခံနိုင်တယ်ဒီကောင်ကတော့လုံးဝမိုက်တယ်ခုလက်ရှိဘောင်းမီ8ကတော့8တော်တော်ကြီးတဲ့
တဲ့အတွက်တော့အဆင်ပြေတယ်ပုံမှန်ဘောင်းမီအိမ်နဲ့သေးဆိုရင်တော့လွယ်ကူကူအဝင်ထွက်ဖြစ်ပါမလားတော့မပြောတတ်ဘူးအဲ့ဒီတစ်ခုလေးတော့စိုးရိမ်မိတယ်အထူးသဖြင့်ကျွန်တော်တို့လို YouTube ကြည့်တဲ့လူအတွက်ကတော့ဒါတကယ် share ပဲပေါ့နော်ရုပ်ရှင်ကြည့်တဲ့လူတွေအတွက်ဆိုလည်းတော်တော်မိုက်ပါပါဒီ screen ကိုအရင်တော့ကျွန်တော်တို့ foldable phone တွေက screen ကိုဒီလိုမျိုးဖြန့်ပြီးအကြီးကြီးတယ်ဆိုရင်လည်းကြီးတဲ့လောက်မကြီးဘူးပေါ့နော်သူတို့ကဒလောက်လောက်လေးပဲဒီအလယ်လောက်လေးမှာပဲမြင်ရပြီးတော့မှဖြစ်နေတာပေါ့နော်အခုဆိုရင်တော့ဒီ16အချိုး9ဗီဒီယိုတွေဆိုရင်တော်တော်လေးကြည့်လို့အဆင်ပြေသွားမယ် ratio ပေါ့နော်အဲ့တော့ကိုလိုချင်တဲ့ဟာလေးလက်ထဲရောက်လာတော့ပျော်နေတာပေါ့ဗျာ okay နည်းနည်းလေးဒါကကျွန်တော်ရဲ့နေ့စဉ်ဘဝမှာဘယ်လောက်ထိအသုံးဝင်လာတဲ့ gadget လေးဖြစ်မလဲဆိုတာတော့မပြောတတ်သေးဘူးကျွန်တော်နောက်ကြရင်တော့အဆင်ပြေတယ်ဆိုရင်ဒီဟာလေးကဘယ်လောက်အသုံးတဲ့တယ်ဆိုတာတော့ကျွန်တော်ဗီဒီယိုလေးတက်လုပ်ပေးအောင်မယ်ပေါ့နော်အဲ့တော့အခုတစ်ခေါက်ကအလဲကြတာတော့ Galaxy Watch Ultra 2 ပါ Galaxy Watch Ultra 2 ကလည်းအရင်တော့ကသူ့ရဲ့ဘက်ထရီကမီလီအမ်ပီယာ940လောက်ပဲပါတာအခုကမီလီအမ်ပီယာ800ဖြစ်သွားပြီဒါပေမဲ့ online ပေါ်မှာသုံးပြီးတဲ့လူတွေပြောတဲ့ပုံရတော့ဘက်ထရီကပို့ပြီးတော့မှမခံလာဘူးတဲ့ Samsung ဘက်ကကြေညာထားတာ normal မှုနဲ့တုံးနေဆိုရင်နိုင်ပေါင်း60ပေါ့နိုင်ပေါင်း60ဆို2ရက်ခွဲလောက်ခံမယ်လို့ပြောတယ်အရင် Galaxy Watch Ultra ထက်တော့ပို့ပြီးတော့မှတိတိတသားလေးပါသွားတယ်ကျွန်တော်ကျိုးလေးတက်လိုက်မယ် Oppo Watch H3 ပြအသစ်ထွက်တာသူလည်းအသစ်ထွက်ထားတာကိုဝယ်ထားတာမှတစ်လားလောက်ပဲရှိသေးတယ်ဒီမှာကိုအတင်းပတ်ခံရတော့မှာပေါ့နော်ဒီမှာ Galaxy Watch Ultra 2 ပါဒီကျိုးလေးရဲ့ထိတ်မှာ Ultra ဆိုပြီးရေးထားတာလေးကသဘောတင်းနေကြားဖို့ကောင်းတယ်သူကတော့အထွေထူးပြောကြတာမရှိဘူးပေါ့ဗျာဒီ silicone strap ပဲပေါ့ဝေးလိုက်တာနဲ့ quality ကောင်းမှန်းတော့သိရတယ်အဲ့တော့အများကြီးကိန်းကနေနေတော့ကျွန်တော်မပြောတော့ဘူးပြောဖို့ကလည်းနည်းနည်းမေ့နေတယ်ပေါ့နော်ဒီကောက်မှာပါတဲ့ function တွေကဆိုရင်ရေအနက်ကိုပေါ့နော်ဒီ C type လောက်တဲ့အဆင့်ထိအဆင့်ပြေတဲ့အဆင့်ရှိတယ်လို့တော့ Samsung ကကြေညာထားတယ်ကျန်တဲ့ဟာလေးတွေလည်းတိုးလာတယ်ဒီကောက်မှာမရတာတော့ကျွန်တော် Apple Watch နဲ့ရှင် satellite ရတဲ့နိုင်ငံတွေမှာဆိုတော့ satellite call တော့မရဘူးဒီကောက်မှာ 4G ကြီးပဲရမယ်ပေါ့နော် 4G ရမယ် Wi-Fi ရမယ်ပေါ့ LTE version ပဲပြောရမှာပေါ့နော် LTE version နဲ့ထွက်ပဲအဲ့ဒီတစ်ခုကတော့ Apple Watch ဆက်ဆိုင်နည်းနည်းလေးအားနေတယ်ဒါပေမဲ့ကျွန်တော်နိုင်ငံဒီမှာတော့ဒီ satellite call တွေပါကြီးကအလုံးမလုံးတော့ဆိုတော့တိတ်တော့မထူးဘူးပေါ့နော်ဒီဘက်မှာပါသေးတယ်ဘာမှမလုပ်ပါဘူးလက်ပတ်ကျိုးအပူတွေပဲတစုံတလီများထည့်ပေးမလားမထည့်ပေးပါဘူး charging ပဲပါပါနော် charging ပဲပါတယ်ဆိုတော့မထုတ်နေတော့ပါဘူးဒါကြီးဒီနေ့က camera setup လုပ်တာနဲ့လေပထမကကျွန်တော်က camera ကတစ်လုံးနဲ့ရိုက်နေအဲ့ camera ကအကုန်လုံး setting လုပ်ပြီးသွားတော့မှပူပြီးတော့မှဆက်ရိုက်လို့မရတော့ဒီ camera setting ပြန်လုပ်တဲ့အချိန်မှာလူကတော်တော်လေးစိတ်ရှုပ်သွားပြောချင်တာတွေကလည်းဘယ်ရောက်သွားမှမသိဘူးအဲ့တော့ဒါသုံးဖို့ဝယ်တယ်ပေါ့ဗျာသုံးဖို့ဝယ်တယ်ဆိုတော့ရိုက်တယ်ပေါ့နော်အဲ့တော့ watch ပဲဖြစ်ဖြစ် Galaxy Z Fold 8ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီ unboxing ထဲမှာမပါတဲ့ Fold 8 Ultra ပဲဖြစ်ဖြစ်ပေါ့နော်ဝယ်ချင်တယ်ဆိုရင်ကျွန်တော်တို့စောစော mobile ရန်ကုန်စောစော mobile ဘန်ကောက်နှစ်ဆိုင်လုံးမှာဝယ်လို့ရပါတယ်ကျွန်တော်တို့ showroom တွေထက်ဈေးတွေအများကြီးတက်တာပြီးတော့မှကျွန်တော်တို့ရောင်းပေးပါမယ်ဈေးချင်းတူရဆိုလက်ဆောင်လေးတွေလည်းကျွန်တော်ထည့်ပေးပါမယ်ကျွန်တော်တို့စောစောနိုင်ပါစောစော mobile ပါဝင်လုပ်ငန်းစုအချို့ရဲ့ founder ပါအားလုံးနေကောင်းကျန်းမာကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးအဆုံးထိကြည့်ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်